စိတ်ရှုပ်ရင်လေးသပင်းကိုအပြစ်ရှာတတဲ့ကောင်မလေးတွေရှိလားမသိဘူးနော်အပဲကတော့ဒီပိုင်းရသေးတို့ကအရန်ပို့ပြီးတော့စိတ်တွေအားရှုပ်နေရတယ်သပင်းညက်မဲ့တကယ်ကဲလုံနေရတယ် stylist ကမလုပ်ပါနဲ့သူသပင်းလေးကိုအရောင်အဆင်ပြေအောင်ပြန်ဆိုးပေးပါမယ်ဆိုပြီးတော့တေချာလေးတောင်းမမှန်နဲ့ချော့ရှာပါတယ်ကိုမေကလည်းအိမ်မနေရတာပူတယ်ဆိုပြီးတော့မအပူရှောင်ရင်းနဲ့လိုက်လာပါတယ်မေကဘာလုပ်မှာသပင်း skin treatment လုပ်ပါပြီးရောညက်မယ်တူလေးကိုညက်အောင်အပေးစပင်းကတော့ chemical နှက်ထိနေရဖြစ်တဲ့အတွက်ဒီတစ်ခေါက်မှာတော့ chemical မပါတလောက်ကိုနဲတယ်နန်အမိုနီးယား color လေးကိုစိုးပေးထားတယ် color လေးကိုတော့ငိမ့်ငိမ့်လေးပဲရွေးပေးထားတယ်လို့ပြောပါတယ်အပေးကတော့ဒီဇိုင်ရောက်ပြီဆိုတာနဲ့ဘယ်အောင်ဆိုမယ်ဘာအောင်ဆိုမယ်ဆိုပြီးတော့ပြောနေပေမဲ့ stylist ဆမတော့အပေးနဲ့ light ဆောင်ဖြစ်မှာလေးကိုပဲရွေးချယ်ပြီးတော့လုပ်ပေးပါတယ်အပေးရဲ့မာမီမာသား anti wing ကတော့ရန်အောင်စိမ့်ကြီးကြာနေရပါတော့ဒီမှာ color sora နဲ့ scalp treatment တို့ hair treatment တို့နဲ့တွဲပြီးတော့လုပ်မယ်ဆိုလို့ရှင် promotion လေးရှိရပေါ့နော်အမေကတော့စပင်းညက်ပြီးတော့ scalp treatment လုပ်တာဆိုတော့ promotion တော့မရခဲ့ဘူးအပဲကတော့စပင်းဆိုးပြီးတော့ hair treatment လုပ်တာဆိုတော့ promotion လေးရခဲ့ပေါ့နော်ဒီဆိုင်ရဲ့ scalp treatment ကလေဥယျာဉ်ပြအစီပြန်ပေါက်ထားတတ်တဲ့သူတွေစပင်းအရန်ကျတတ်တဲ့သူတွေဆိုလို့ရှိရင်တော်တော်လေးကိုတိတာတိလားအမေဆိုလို့ရှိရင်လေဥယျာဉ်ပြအစီပြန်တာတော်တော်ဆိုးတယ်ဒီနေ့ကောင်းလျှော်ပြီးရတယ်နောက်နေ့ကိုအစီပြန်လာတာအခုဒီဆိုင်မှာ scalp treatment သူလုပ်ပြီးသွားတဲ့အချိန်မှာတော်တော်လေးကိုစီပြန်တာကိုလည်းတက်တာလာတဲ့အပြင်ကိုစပင်းလေးတွေလည်းအတူလေးတွေပြန်ပေါက်လာတာကိုအပဲတတိထားမိရေပေါ့နော်အပဲရဲ့စပင်းအယောင်လေးကတော့နန်အမိုနီးယားကာလာကိုစိုးထားတာပဲဒါပေမဲ့အပဲစပင်းအယောင်ချွတ်ထားတာဆိုတော့စပိန်မာလေးကာလာလိုဘာလိုလေးထွက်လာတယ်ပေါ့နော်နန်အမိုနီးယားကာလာတွေကအလင်းဆုံးအယောင်လေးကိုစိုးပေးထားတယ်လို့ပြောပါတယ်ပြီးတော့အပဲ hair treatment လေးလုပ်ပါမယ်ဒီဆိုင်ရဲ့ hair treatment ကိုအနည်းဆုံးတစ်လတစ်ခါလို့ကိုယ့်ရဲ့စပင်းကလေအပြားနှစ်ခွဖြစ်တာကျွတ်တာတွေပါတက်တာစီရမယ်ဆိုတာအပဲလုံးဝအာမခံတယ်ကွာသိလားအဲ့ထဲမှာဆိုလို့ရှိရင်လည်း promotion ရှိနေတာဆိုတော့ promotion app လေး booking တင်ပြီးတော့တောက်ဖို့လည်းလိုပါလိမ့်မယ်အဲ့မှာကြည့်လိုက်ကျမရဲ့ခေါင်းပေါ်ကလေမီးပုံးမြန်ကြီးကလေအမွှေးနှချောင်းကထွက်နေသေးလေပိုးဟက်ကောင်ကဥမေနှစ်ခုလိုအမွှေးနှချောင်းကထောင်းနေတယ်လို့ပဲပြီးတော့စပင်းထဲကိုပေါင်းစည်းလေးတွေတေချာလေးစိတ်ဝင်သွားအောင်လေးစားဆက်ကလေးနဲ့ပြစ်ပေးပြီးတော့ခေါင်းလေးလျှော်ပေးပါတယ် hair treatment လေးလုပ်ပြီးသွားတဲ့အချိန်မှာတော့စပင်းလေးကအီးဆက်ပြီးတော့မသိလို့ရှိရင်လေ rebound လုပ်ထားသလိုဖြောင်းထားသလိုစပင်းလေးကအီးဆက်ပြီးတော့ဖြောင်းစင်းဝစ်စင်းသွားတာပေါ့နော်အဘက်နဲ့ stylist လေးနဲ့ခင်လာလည်းနှစ်ချီပြီးဆိုတော့ပဲ့ရလေးရောက်တာနဲ့ကြီးကြောင်လေးကြားရတယ်မဖြစ်နိုင်တာယူပြောတယ်အခုလည်းဘာတွေပောက်ကြရပြောပြီးတော့ခွီနေကြရလည်းမသိဘူးအခုတော့ကျမပုံလေးသွင်းပြီးတော့ရန်လှသွားပါပြီအော်ခုနကတော့ဘာတွေစလဲတိပြီးစပင်းအရှိလေးကိုညှက်ပေးပါဆိုပြီးတော့ပြောတာကိုမညှက်နဲ့ပြီးသွားလို့ရှိရင်လှန်မဲတင်နေတဲ့ဟာကိုအခုဒီတိုင်းလေးပဲထားဆိုပြီးတော့အဲ့လိုမျိုးစုခံထားရတာပေါ့နော်အပဲသွားစရာလေးလည်းရှိသေးတော့ပဲ setting spray လေးဖြန်းပေးပါဆိုပြီးတော့ပြောလိုက်တော့ setting spray လေးဖြန်းပေးရပေါ့နော်မရတော့အရန်နေစိတ်တိုင်းကြအရန်နေပျော်ပြီးတော့မှသူရန်ကြည်နေနေရပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်စိတ်ညစ်တယ်စိတ်ရှုပ်တယ်စိတ်လုံးကြတာတွေရလည်းအရန်ဖြစ်တယ်ရာသီဥတုကလည်းပူတာဆိုတော့ပေါ့နော်နေမြင့်လေအယူရှင်းလေဖြစ်နေကြတယ်အပဲလိုလူမျိုးတွေရှိရဆိုလို့ရှိရင်ကိုယ့်ရဲ့စပင်လေးတွေကိုအလှသပင်ကြည့်ကြပါလို့ပဲ recommend လုပ်ပါတယ်